အားလုံးပဲမင်္ဂလာပါရှင် Audio Board ပိုင်း All Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဝိစာဆရာတော်ကြီးနဲ့သွေးချောင်းစည်းရေရဆိုတာကိုစီစဉ်တင်ဆက်သွားပါမယ်ဆွေတော်ဆရာတော်ဘုရားကြီးဟာမြန်မာနိုင်ငံအနှံ့တင်ញိုင်းကုန်းအားလုံးမှာအဋိဌံဝင်ပြီးတဲ့နောက်မှာဝိစာရရဲ့အကျင့်ကိုကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ထူကြီးဖြစ်ပါတယ်မူလအရက်ကတော့ပင်လယ်ကမ်းခြေမှာရှိတဲ့ရွာကလေးတစ်ရွာဖြစ်ပြီးတော့ဒေးရီရဲ့မြို့အနီးမှာဖြစ်ပါတယ်ပင်လယ်ကမ်းခြေမှာဝါးတိုင်ကလေးတွေနဲ့တပားချောင်းလေးတွေစောက်ပြီးတရားကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ထူကြီးဖြစ်တယ်တက်တက်လွတ်စားတဲ့ယဟန်တစ်ပါးလည်းဖြစ်တယ်နောက်ပိုင်းမှာတော့မီးလွတ်နေတာစားပါတော့တယ်ကျွန်ုပ်တို့အိမ်ကိုလူဘဝတုန်းကစားရင်တောက်ရင်ဖြစ်နေအမြဲတမ်းဝင်ထွက်ခဲ့တဲ့သူဖြစ်တယ်10နှစ်ကျော်လောက်လုံးဝပျောက်သွားပြီးတော့ပြန်လာတဲ့အချိန်မှာတော့နာမည်ကြီးဝိစာဆရာတော်ကြီးဖြစ်နေတယ်အဲ့ဒီအချိန်တုန်းကတော်လန်ရေးအစိုးရတက်ပြီးတဲ့အချိန်ကာလဖြစ်တယ်။တန့်ရှင်းတည်မြဲပါတီရှိအစိုးရကအတိုက်ခံပြုလုပ်တဲ့သူအားလုံးကိုညနေအချိန်မှာအိမ်မော်တက်ပြီးတော့အတင်းဖမ်းချုပ်ပြီးတော့ထောင်ချနေတဲ့အချိန်နိုင်ငံရေးသမားတွေဒုက္ခဝေကြွေးတွေကြီးစွာပြစ်ဆက်နေရတဲ့အချိန်တုန်းကဖြစ်တယ်။ကျွန်တော်ရဲ့ဖခင်ကနိုင်ငံရေးသမားဖြစ်နေတော့အရန်ကြောက်ပေမဲ့အမှောင်ရောက်တော့ရှောင်ပုန်းနေရတော့တာပေါ့။အဲ့ဒီအချိန်မှာဆရာတော်ကြီးကအိမ်ကိုရုတ်တရက်ရောက်လာတယ်။တခါကြီးအတွက်ဖုံဖုံကြွခဲ့တာတဲ့ဘာဒီဘေးဒုက္ခမှမရအောင်လို့ပါတဲ့အမှတပည့်တော်ကိုဆောက်ရှောက်ပေးပါအရှင်ဘုရားလို့ရှောက်တော့တယ်အန်ဒီရဲ့လုံးဝမဖြစ်အောင်ဖုံဖုံတာဝန်ယူပါတယ်ဘာမှမဖြစ်စေရဘူးလို့ဆရာတော်ကပြောတယ်ဖုံဖုံကပြောတဲ့အတိုင်းပဲအိမ်မှာလှူဒန်းရတော့တယ်အမှအဖေကတငယ်ချင်းကတန်ရှင်းတီမြဲနိုင်ငံရေးသမား90ကျော်ကထောင်ချခြင်းကိုခံနေရပြီးတချို့ကအသေးခံနီးမှပြန်လွတ်တယ်အသေးထွက်တွေကပုံများပါတယ်အဖေကတော့လုံးဝအဖမ်းမခံရဘူးလေအရွယ်ရောက်လာတော့ကျွန်တော်တို့မောင်နှမတွေကဆရာတော်ကြီးကိုအယမ်းကြည်ညိုကြတယ်ငယ်စဉ်လူဘွားတုန်းကအတူတူရှိတယ်မို့မပြောရဲမဆိုရဲပဲတနေ့မှာတော့ဆရာတော်ကြီးနဲ့အတူတော်လန်ရေးပန်းချံအဝကိုရောက်တော့တယ်တော်လန်ရေးနဲ့နီးလို့ရဲဘော်တွေကလုံခြုံရေးတင်းကျပ်လာတယ်တကားဖွင့်မပေးဘူးဆရာတော်ကြီးကဖုန်းနံပါတ်တစ်ခုကိုပြောလိုက်တော့တာဝန်ကျရဲဘော်ကိုဖုန်းဆက်ခိုင်းတယ်ချက်ချင်းအထဲကိုဝင်ခွင့်ရတော့ရဲ့တော်လန်ရေးပန်းချံအတွင်းမှာစစ်တပ်အကြီးအကဲမိန့်ခွန်းပြောတဲ့စင်နာကိုရောက်တော့ဆရာတော်ကြီးကပြောတယ်ဒီမိန့်ခွန်းပြောတဲ့စင်နာပန်းအိုးတွေအားလုံးပန်းချံအပြင်ကိုရွှေ့ပြရမယ်တဲ့အမှတပည့်တော်ကြီးကစစ်သားတွေပါဗျာအထက်ကအမိန့်ရမှသာလုပ်ခွင့်ရှိပါတယ်ဖုံဖုံအဲ့မှာဆရာတော်ကဖုန်းနံပါတ်တစ်ခုကိုပြောပြီးတော့ဆက်တယ်တစ်ဖက်ကစစ်တပ်အကြီးအကဲကဆရာတော်ခိုင်းတာအားလုံးလုပ်ပေးရမယ်ဆိုပြီးတော့အမိန့်ပေးလိုက်တယ်မိန့်ခွန်းပြောတဲ့စင်နေကအမိုးတွေအကာတွေအားလုံးကိုဖြုတ်ပလိုက်တယ်စင်ရဲ့အောက်ခြေကိုလည်းဟာလာဟင်းလေးဖြစ်စေတယ်အားလုံးပြီးတဲ့အခါမှာဆရာတော်ကဘယ်သူပဲခိုင်းခိုင်းစင်ကိုဘာမှလုပ်မပေးနဲ့ဒီပိုင်းပဲထားရမယ်လို့ပြောတယ်အရာရှိကလည်းနာခံမမယ်ဖုံဖုံနဲ့နောက်နေ့မှာတော့ဆရာတော်ကကျွန်တော်ကိုခိုင်းတော့တယ်စစ်ရရင်တစည်းနဲ့ရန်ကုန်မြို့ဝကိုလိုက်သွားမြို့ဝရောက်ရင်စစ်ရရင်ပေါ်မှာပါတဲ့မြေနီမုံတွေကိုကျဲချရမယ်တဲ့တေးသေးချာချာလုပ်ပါမယ်ဖះလို့ကျွန်တော်ကလည်းရှောက်လိုက်တယ်ဒီလိုနဲ့ရန်ကုန်မြို့ဝကိုရောက်တော့ကျွန်တော်နဲ့ရဲဘော်တွေကစစ်ရရင်အပြည့်နီးပါးပါလာတဲ့မြေနီမုံတွေကိုရေထဲကိုကျဲချတော့တယ်ရေပြင်တစ်ခုလုံးနီးရဲကုန်တယ်သွေးချောင်းစီးနေပြီဆိုတဲ့ရေရရာကိုတေးသေးချာချာလုပ်ခဲ့ပါတယ်သွေးချောင်းစီးရေရရာကြီးဖြစ်ပါတယ်တဲ့မကြမီတိုင်းပြည်မှာစစ်တပ်အကြီးအကဲမိသားစုဝင်တို့မှပါဆယ်အေးကြောင့်တေဆုံးရတော့တယ်အကြီးအကဲကတော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့လို့လဲမကြမီစစ်တပ်အကြီးအကဲများစွာလေမြန်ပြက်ကြားပြီးတေဆုံးရတော့တယ်ကျွန်တော်အရန်ဝမ်းနေရတယ်အဲ့ဒီအကြီးအကဲထဲမှာတဲရင်ကိုမှော်ပြီးမျိုးကပြေလန်းအထိကတ်တရလမ်းမကြီးဖြစ်အောင်လုပ်ခဲ့တဲ့ကျေးဇူးရှင်ကြီးတူပါသွားခဲ့တယ်လေဘိုးချုပ်ကစစ်ဘိုးဘွားဘီလင်းဆရာတော်ရဲ့အကြောင်းမှာအချိန်များစွာဝင်ထွက်စားတောက်နေခဲ့တဲ့သူဖြစ်တယ်။အဲဒါကြောင့်မော်ဘီမြို့တဲအင်ကူမှာဘီလင်းဆရာတော်ကြီးရှိမှန်းသိသွားတဲ့အခါမကြာခဏလာလေးရှိတယ်။တဲအင်ကူမှာဂောဘကအဖွဲဟောင်းတွေဖြတ်သိမ်းတဲ့အခါမှာလဲဂောဘကအဖွဲသစ်ထွက်ဖို့ဘိုးချုပ်ကျော်စိုးကိုအကြံပေးညွှန်ကြားခဲ့တယ်။ဘိုးချုပ်ကအချို့တီလာမလုံတဲ့ဘုန်းကြီးတွေကကျောင်းကိုတောင်ရောင်းစားတွက်ကြတယ်။သူတို့စိုးပြီဆိုရင်ကျောင်းမှာပျောက်ကောဂောဘကမကောင်းရင်ငွေပဲပျောက်တာကျောင်းကတော့ကြံခဲ့တယ်။ဘိုးချုပ်ကျော်စိုးကမနာခံခဲ့ဘူးမနိုင်လာခဲ့ပါဘူးဂောဘကအဖွဲမဖွဲပဲဥပဒကအဖွဲတာဖွဲ့ခဲ့ပါတယ်ဥပဒကအဖွဲကဘုန်းကြီးကျောင်းသားများကဲ့သို့ပါဝါရှိပြီးတော့ဂောဘကအဖွဲမှာငွေကြေးဆောက်လုပ်ရေးအဆအဆပါဝါရှိတယ်ဘုန်းကြီးကငွေမကန်ရပါဘူးခဏအထိမော်ဖီသိန်းကိုကျောင်းမှာဂောဘကအဖွဲမရှိပါဘူးတာဝန်ရှိတဲ့ဘုန်းကြီးတွေကဂောဘကအလုပ်ကိုပါ
ပူတွဲလုပ်ကြရပါတယ်ရှင်။